same she making same she that a modemi is a she no the majilla the dent lavi Japan Tessangane mapige lu long a locanomiabu Sangani mapiking a local kind of mibala miao no Babulas in Sangani Tagoma that are marching by more no John the Pen Lolo Deluri the attendant down to Yadakama and marching by Nelojara Hode and I go mad a local like the Lugo Pansy like so the day at a high pissing about the solution the nipple on Hana Sanga Cholabama the tying up the Mudumino Dilla Chimachi mat out something at the alum you making allo say she hamu go the Miura mat to Japan Kodabima tying on a bit of Japan Kodabiro Masasa and Nakama and Nakama Lolo Kaina Sanane you at the Mino Sangani Mapimichu or Lolo Kimishida Japanima Tia Ubdi Loma Lolo Miabu a local town than one with and or Kangom Jakayama Hode Ada go di ma tu amine Thai နိုင်ငံကကလေးမလေးရဲ့အမေနဲ့အဲ့လုပ်ငန်းရှင်အဲ့ဆိုင်ပိုင်ရှင်နဲ့ပူးပေါင်းကြံစည်တာပဲဒါဘာဖြစ်လို့လဲဆိုလို့ရှိရင်တည်င်းတချို့တည်င်းဌာနတွေဆိုရင်အသေးစိတ်ကိုဖော်ပြတာဒါမဲ့ဒီကျမ pick up လုပ်တဲ့ဗီဒီယိုကတော့သူကအချင်းချုပ်ပြီးဖော်ပြထားတယ်သူတို့6လပိုင်းတော့နိုင်ရောက်လာပြီးသူ့အမေတေချာလုံးလုံးနော်တဲ့တေချာလုံးလုံးတဲ့နေနေမမနေပြလုံးလုံးနော်တဲ့ပြီးအမေလာကြုံမယ်လို့ပြောပြီးတော့မှသူကသူ့သမီးကအသိမပေးဘဲနဲ့ထိုင်းကိုပြန်လေရင်လက်မဖြတ်ပြီးတော့သူပြန်ချသွားတာအဲ့ခါကျတော့ तू ကသူ့တယောက်တည်းဂျပန်စကားလည်းမရဘူးကြည့်လိုက်တော့ဘလောက်လူမဆန်တဲ့စိတ်မျိုးလဲဆိုရင်ဂျပန်စကားလည်းမရဘူးသူ့အတူတယောက်တည်းအနှိတ်ခမ်းထဲမှာလှုပ်ခိုင်းနေပြီးရင်ပေးထားတဲ့ဂျပန်မှာနေတဲ့နေစရာခန်းလေးကလည်းဖြတ်တစ်ချက်စာလေးချင်းချင်းမြောင်မြောင်ထဲမှာနေခိုင်းနေပြီးတော့ तू တခါမှမနေဘူးတယောက်တည်းပြီးနေ့တိုင်းလှုပ်ရတဲ့ဟာလည်းအနှိတ်ခမ်းမှာလှုပ်ရပြီးမှ तू သူရှိလာတဲ့ customer လေးတလခွဲတော့နေမှာအမျိုးသားပေါ့နော်တက်40ကနေ50ကြားလူတွေကို तू ကနှိပ်ပေးရတယ်ပေါ့ကွာနှိပ်ပေးရတယ်ဆိုတဲ့သဘောကကြည့်လိုက်တော့ဘယ်လောက်တော့အဲ့လိုမျိုးပြောမျိုးရှိရင်သူ့မေကိုပဲပါကြီးဆွဲရချင်တယ်တိလိုက်ပြောလို့ပြောတာမဟုတ်ဘောသာထွက်လာတာပေါ့နော်ပြောရင်းနဲ့အဲ့ဒါနဲ့ तू ကဘလို့မှအစမပြေတော့ဘူးရတဲ့ပတ်စံက तू စားဖို့တောက်ဖို့တော့ပဲပြီးပြီးကျန်တဲ့ဟာတွေအကုန်လုံးအဲ့ဆန်ရှင်ပေါ့အခုဖမ်းလိုက်တဲ့လူကယူရဲပေါ့အဲ့လိုမျိုးတွေပြောမှနောက်ဆုံး तू ဘလို့မှအဲ့ကလေးမလေးကဘယ်သူမှကူညီရမရှိဘူးဘလို့မှအစမပြေတော့ဘူးကွာဘလို့မှဆက်နေလို့မရတော့တဲ့ရုံကိုတွားပြီးတိုင်လိုက်တာအဲ့မှာ तू ဖမ်းဆီးလိုက်တယ်ပေါ့နော်အဲ့တဲ့တင်းလေးကိုဝင်ငါချင်းဖြစ်ပါတယ်